ကျွန်တော်ရဲ့စနေသားသမီးချစ်မိတ်ဆွေအားလုံးမင်္ဂလာပါနော်ကျွန်တော်ကတော့ယူရိုမင်္ဂလာချမ်းမှာဆရာစီယာနောင်ပဲဖြစ်ပါတယ်ဒီတော့စနေသားသမီးချစ်မိတ်ဆွေတွေတက်တပတ်စာဟောစတန်ဖြစ်ပါတယ်နော်ဒီတော့ယခုကြည့်ရှုနေတဲ့ထဲမှာကျွန်တော်ရဲ့ချစ်မိတ်ဆွေစနေသားသမီးများပါရှိခဲ့ဆိုရင်ကျွန်တော်ရဲ့ TikTok အကောင့်လေးကိုအပေါင်းလေးနှစ်အသေးလေးပေးပြီးတော့မှန်လေးတွေကိုလိုရဝင်မှန်းခဲ့ကြပါအောင်နော်ဒီတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေစနေသားသမီးဒီတပတ်တာကာလမှာလူမျိုးဘက်နဲ့ပတ်သက်ရင်ဘယ်လိုကံကြမ္မာကြုံတွေ့နိုင်လဲဆိုရင်လူမျိုးမှာအကူအညီထောက်ပံ့ရရှိနိုင်ပါတယ်ကိုယ့်ရဲ့ရင်းနှီးတဲ့သူမိတ်ဆွေအပေါင်းအသင်းเนาะဒီလိုလူတွေအကြောင်းပြုပြီးတော့ငွေကြေးအထောက်ပံ့နေကောင်းမှရရှိနိုင်ပါတယ်ဒီလိုလူတွေနဲ့ပေါင်းပြီးတော့မှအလှူဒန်းကြီးကြီးမားတွေလုပ်ရဖို့ရှိပါတယ်เนาะစီးပွားရေးနဲ့လောက်ကင်ပိုင်းမှာတော့ကိုယ့်ရဲ့အကြီးကဲကိုယ့်ရဲ့ဘော်ဒါအပေါင်းအသင်းဆရာသမားဒီလိုလူတွေကိုတိုင်ပင်ပြီးတော့လှုပ်ဆောင်သင့်ပါတယ်ဒီလိုလူတိုင်ပင်လှုပ်ဆောင်မှသာအောင်မြင်မှုတွေရရှိနိုင်ပါတယ်တဲ့နော်တဦးတယောက်တည်းလှုပ်လို့ကတော့ဒီတစ်ပတ်ကာလမှာအဆင်မပြေနိုင်ပါဘူးနော်ကိုယ့်ရဲ့ညံတစ်ခုနဲ့အဆင်မပြေနိုင်ဘူးကိုယ့်ရဲ့ခေါင်းလုံးနဲ့အဆင်မပြေနိုင်ဘူးနော်အဲ့တော့တောင်ကိုယ့်ရဲ့ရင်းနှီးသောကိုယ့်ရဲ့တက်ကြီးဝါကြီးပုံကိုယ်တွေနဲ့တိုင်ပင်ပြီးတော့လှုပ်ဆောင်မှသာဒီတစ်ပတ်မှာစနေသားသမီးတွေကစီးပွားရေးဘက်မှာအဆင်ပြေသွားနိုင်ပါတယ်နော်ငွေကြေးပိုင်းမှာတော့ကျွန်တော်ချင်းမိတ်ဆွေစနေသားသမီးဒီတစ်ပတ်ကာလမှာငွေကြေးကတော့ထင်သလောက်လက်မရွှင်သေးပါဘူးတဲ့နော်ထင်သလောက်လက်မရွှင်သေးပါဘူးဒီတစ်ပတ်ကာလမှာငွေကြေးလေးအနည်းငယ်ကန်ညံ့နေပါသေးတယ်ထင်းသေးနဲ့သုံးဆွဲသင့်ပါတယ်တဲ့နော်ပညာရေးပိုင်းမှာတော့နိုင်ငံခြားခရီးတွေကောင်းနိုင်တယ်လို့ဘာသာရေးဒီဆိုရင်ကိစ္စတွေလည်းကောင်းနိုင်ပါတယ်နော်ကိုယ်ကတန်ကလည်းသူများကိုပြန်လဲတင်ကြားနိုင်တယ်လို့ကိုယ်ကတန်လည်းတင်ယူနိုင်ပါတယ်တက်မြောက်လွယ်တဲ့တပတ်တာလို့ကျွန်တော်သတ်မှတ်ပါတယ်နော်ဒီတော့ဘာသာရေးတွေထေဆိုရရှိရင်ဒီတပတ်တာမှာထေဆိုနိုင်ပါတယ်အင်တာဗျူးကိစ္စတွေလှုပ်ဆောင်နိုင်ပါတယ်စနေသားသမီးတွေဒီတပတ်တာမှာတော့ခရီးကိစ္စနဲ့ပညာရေးကိစ္စတွေကောင်းပါတယ်တဲ့ကျမနဲ့ပတ်သက်တော့စနေသားသမီးချင်းမိတ်ဆွေတွေကဒူးကောင်းနာခြင်းကြိုက်ခဲခြင်းခါးနာခြင်းဝေဒနာတွေခံစားတတ်ပါတယ်တဲ့နော်ဇက်ကြောတက်ခြင်းဝေဒနာတွေခံစားတတ်ပါတယ်စိုးပြထစ်မယ်လို့တော့မဆိုလိုပါဘူးနော်အခြေမှာတော့ကိုယ့်ရဲ့ချစ်သူဒီရက်ဝေးကိုသွားနေရခြင်းเนาะကိုယ်နဲ့ကွဲကွာနေရခြင်းเนาะဒါတွေကိုသတိရလွမ်းဆွတ်ပြီးတော့စိတ်ခံစားမှုဝေဒနာလေးတွေအနည်းငယ်ကြုံတွေ့ရတတ်ပါတယ်တဲ့เนาะအိမ်တော်နဲ့ပတ်သက်ရင်တော့ကိုယ့်အိမ်တော်ဘက်ကြောင့်ကိုယ့်မိသားစုကိုယ့်ရဲ့ဆွေမျိုးအတိုင်းဝိုင်းနေနဲ့စိတ်ဝမ်းကွဲတတ်ပါတယ်เนาะဒီကြောင့်ကိုယ့်အိမ်တော်ဘက်ကိုတေးသေးချာထင်းသွန်သင်ဆုံးမပြီးတော့ဒီတစ်ပတ်တာမှာပေါင်းသင်ဆက်ဆံသင့်ပါတယ်နော်ကိုယ့်ရဲ့အိမ်တော်ဘက်ကြောင့်ကိုယ့်ရဲ့မိဘဆွေမျိုးအတိုင်းဝိုင်းနေနဲ့စိတ်ဝမ်းတွေကွဲတတ်ပါတယ်နော်ဒီတစ်ပတ်တာလုံးမှာအရေးကြီးသောလုပ်ငန်းဆောင်တာတွေလှုပ်ဆောင်မှာဆိုရင်ကံရအထောက်ပံ့ရအောင်စနေသားသမီးချင်းမစေတဲ့ဝတ်ဆင်တဲ့အကြောင်းတွေကတော့မိခိုးရောင်နော်မိခိုးအောင်ပေါ်မှာအဝါအပွင့်တွေတော်လကောင်းဒါမှမဟုတ်အဝါရောင်ပေါ်မှာမိခိုးအောင်အပွင့်လေးတွေတော်လကောင်းဒီလိုဝတ်စားတွေကိုဝတ်ဆင်ပြီးတော့ကံရဲ့အထောက်ပံ့တွေကိုရယူနိုင်ပါတယ်ကြာနော်တပတ်တာလုံးအညာခတ်တွေတည်တော့ပြီးကောင်းကျိုးလူရင်စတိုင်းရရှိစေရန်ကျွန်တော်ရဲ့ချစ်မှုဆွေစနေသားသမီးတွေပြုလုပ်မဲ့ရေတရာကတော့တီလာရှင်ကျောင်းကိုတွားရောက်ပြီးတော့နော်အုံတို့ခေါက်ဆွဲနေတာကတ်လှူခြင်းဒါမှမဟုတ်ကိုယ်အိမ်ရှိကိုကြွလာတော့နော်ဆရာလေးတပားတို့မဟုတ်နော်အတန်းလိုက်ကြွလာရင်လည်းကိုလောင်းလူနိုင်လောင်းလူလို့ရတယ်တတ်မှတ်ထားတာတော့မရှိပါဘူးเนาะဒီတော့အတိကပြောချင်တာကဆရာလေးတွေကိုအုံနှုတ်ခေါက်ဆွဲလောင်းလူလိုက်ပါအုံနှုတ်ခေါက်ဆွဲလောင်းလူပြီးတော့ဒီတပတ်တောင်လုံးကန်ရအညက်ခတ်တွေအားလုံးတည်တော့ပြီးကောင်းကျိုးလူရင်ဆန္ဒတွေကောင်းစွာရရှိနိုင်ပါတယ်เนาะဆရာလေးတွေကိုအုံနှုတ်ခေါက်ဆွဲကတ်လူပေးပါဒီတပတ်တောင်လုံးမှာကျွန်တော်ရဲ့ချင်းမွေးဆွေစနေသားသမီးတွေဒီအကျိုးပေးသောလက်ကီကနန်းကတော့3ကနန်း5ကနန်းအကျိုးပေးပါတယ်เนาะညံရှိသလို3ဆွဲနိုင်ပါတယ်ဒီတော့ကျွန်တော်ရဲ့ချင်းမွေးစနေသားသမီးတွေဒီတပတ်တာလုံးမှာကန်ရဲ့အညံ့ခတ်တွေအားလုံးတည်တောက်ပြီးကောင်းကျိုးလူရင်စနာတွေကောင်းစွာရရှိနိုင်ပါစေနေ့တိုင်းမှာလည်းစိတ်ချမ်းသာစရာတွေပဲဇက်တိုက်ကြုံတွေ့နိုင်ပါစေလို့ကျွန်တော်ဆရာစီယာနောင်မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်เนาะ